နိုင်ချစ်ကိုအချိန်ပေးပါတယ်ဆရာမကိုအချိန်ပေးပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဖះရှင်ရဲ့ကျေးဇူးတော်ကြောင့်မလို့ကျမတို့ပြန်ပြီးတော့တစ်ခါပြန်လည်ပြီးတော့တွေးဆုံရတဲ့အခွင့်အရေးကျေးဇူးတော်ချီးမွမ်းနေအတူတကွလည်းနှုတ်ကပတ်တော်ကိုလေ့လာပြီးတော့မှဖတ်ရှုပြီးတော့မှခွန်အားရယူရတဲ့အခွင့်အရေးလည်းကျေးဇူးတော်ချီးမွမ်းနေဦးဆုံးတော့ကျမနည်းနည်းscreen share လေးလုပ်ချင်တယ်နော်ဆရာပထမဦးဆုံးဟုတ်ကဲ့ဆရာမကိုဟုတ်ပေးတာပါဟုတ်ကဲ့အားလုံးပဲ good evening ပါလို့နှုတ်ခွန်းဆက်ပါရစီလို့ပထမဦးစွာတော့ကျမတို့ဒီအချိန်အခါကတော့ကျမတို့ရဲ့ခရိယန်ဝါတွင်ကာလဖြစ်တယ်ပေါ့နော်ခရိယန်ဝါတွင်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဘာတွေဆင်ခြင်လဲပို့ပြီးတော့ဆင်ခြင်တာပေါ့နော်ပို့ပြီးတော့ဆင်ခြင်တာကဘာလဲဆိုရင်ဆုတောင်းခြင်းပါတယ် pray ပြီးရင် fast ကျမတို့အစာရှောင်တာနဲ့ giving ကျမတို့ပေးကမ်းလှူဒန်းတာတွေကျမတို့ပို့ပြီးတော့ဒီဝါတွင်ကာလမှာလှုပ်ဆောင်ကြတယ်အဓိကအာယုံစိုက်ရတဲ့အရာတွေခုနပြောတဲ့ဆုတောင်းခြင်းကျမတို့နေ့စဉ်ဆုတောင်းပါတယ်ကျမ်းစာလည်းဖတ်ပါတယ်သို့တော်လည်းဒီဝါတွင်ကာလမှာတော့ကျမတို့ပို့ပြီးတော့တာမန်ထက်ပေါ့တာမန်ထက်ပို့ပြီးတော့ဆုတောင်းကြပါတယ်ကျမ်းစာဖတ်ကြပါတယ်လို့ပြီးရင်အစာရှောင်ခြင်းပြီးရင်နောက်တစ်ခုကပေးကမ်းစွန့်ကြဲခြင်းနော်ကျမ်းစာဖတ်တဲ့ဆုတောင်းတယ်ပေးကမ်းစွန့်ကြဲတာကပေးလှူတာတွေပေါ့နော်အဲ့တော့ပြီးရင်ချိုးချံတာဘာတွေချိုးချံလဲဆိုတော့ကျမတို့ရဲ့လောဘတွေဒေါသတွေစိတ်ဆိုးတာတွေစိတ်တူတာတွေရံဖြစ်တာတွေနော်ဒီအတွင်းမှာကျမတို့ပိုးပြီးတော့မှချုပ်တီးချိုးချံချုပ်တီးပြီးတော့မှကျမတို့ဝါတွင်းရဲ့ရှစ်ဆက်အသက်တာတွေမှာကျမတို့ပို့ပြီးတော့မှကျန်းစာဖတ်ခြင်းဆုတောင်းခြင်းချိုးချံခြင်းနော်လှုပ်ဆောင်ဖို့ဖြစ်ပါတယ်အထူးသဖြင့်ကျမကဒီမှာအစာရှောင်ခြင်းကိုကျမကတော့တိတ်လှုပ်ဆောင်လို့မရဘူးတိုးတော့လည်းလှုပ်ဆောင်လို့မရတဲ့အတွက်ကြောင့်ကိုပို့ပြီးတော့ဝါတွင်းကာလမှာနော်ဝါတွင်းကာလနဲ့ရှေ့ဆက်ပေါ့နော်ကိုပို့ပြီးတော့ခွန်အားပေးတယ်ပေါ့တွန်းအားပေးတယ်ကိုပေါ့နော်အဲ့တော့အစာရှောင်နေလို့ပြောတဲ့အခါမှာတချို့ကတော့တက်လွတ်စားပါတယ်ခင်းဒီဟင်းရွက်ကိုစားကြတာများပါတယ်ချိုးချံစားသုံးခြင်းတာကြီးငါးကြီးရှောင်နေပေါ့နော်ဝက်သားတွေအမဲသားနော်ချက်သားပေါ့နော်အဲ့လိုမျိုးတာကြီးငါးကြီးရှောင်ပြီးတော့ဟင်းသူဟင်းရွက်ဟင်းသီးဟင်းရွက်လည်းဒီနေ့လည်းဒီနှစ်အချိန်ခါဒီတောတွင်းအချိန်ခါတွေလည်းဈေးကြီးပါတယ်သို့ပါတော့လည်းပဲကျမတို့ဒီအသားချင်းငါးချင်းတွေကျမတို့ရှောင်ပြီးတော့ပဲပေးလှူတယ်ပေါ့နော်ဒီဟာဝယ်မဲ့အစားကိုကျမတို့ကစားမဲ့အစားကိုကျမတို့ပေးလှူတာပြီးရင်တရက်ကိုတစ်နက်ပဲစားတယ်မနေ့တစ်နက်စားတယ်ညနေစားကျမတို့တစ်နက်ကိုဥပမာအဖြစ်မနေ့ကိုတစ်နက်ကို3000ဆိုလို့ရှိရင်ညနေ3000အတွက်ကိုသူတစ်ပါးကိုကျမတို့ပေးကမ်းလိုက်တယ်တစ်နက်ပေါ့နော်ပြီးရင်အချိန်တိုင်းတချို့ရှောင်တယ်အဲ့တော့အချိန်ပိုင်းကြတော့တချို့ကမနေ့6နာရီကနေနေ့လယ်7နာရီကိုစားတယ်ပြီးရင်12နာရီကနေညနေပိုင်းအထိကိုရှောင်ကြတာဖြစ်တယ်နော်ဒါကတော့ဘယ်လိုပဲရှောင်ပေါ့နော်ကိုယ့်ရဲ့အစာရှောင်ခြင်းအကြောင်းအရာစာရှောင်ခြင်းအမှုရာတော့ကျမတို့ကိုပေါ့နဲ့မူတည်တာကိုဖြစ်ပါတယ်လို့နော်အဲ့ဒီတော့ကျမတို့ဒီနေ့မှာဒီလိုအစာအသောက်နဲ့ပတ်သက်ပြီးတော့မှကျမဒီအစာရှောင်တာတော့ကိုချုပ်တီးတာပေါ့နော်ဒီအရာတွေကိုကျမစဉ်းစားရင်လည်းကျမခွန်အားရတဲ့ကြံချက်အဖြစ်အပျက်အကြောင်းအရာကိုဒီနေ့ကျမဝင်ပြချင်ပါတယ်လို့အကြောင်းအရာပါလေဆိုတော့တိုးလေရာကျမ်းအခန်းကြီး7ကျမတို့ဒီမှာရှိတဲ့သူတွေပေါ့နော်တမန်ကျမ်းစာရှိရင်တော့တောလေရာကျမ်းအခန်းကြီး7ကိုဖွင့်ထားပေးစီချင်ပါတယ်လို့နော်တောလေရာကျမ်းအခန်းကြီးဒီအကြောင်းအရာကိုတော့တော်တော်များများတော့လေ့လာထားပြီးဖြစ်မယ်ကြားဘူးဖြစ်မယ်ခွန်အားယူပြီးလည်းဖြစ်ပါမယ်သို့ပါတော့လေကျမတို့ဆက်ပြီးတော့မှနော်ပြီးတော့မှခွန်အားအသစ်လေးရဖို့ရန်အတွက်ကိုကျမတို့ဖြစ်ပါတယ်နဲ့ယူကြမှာဖြစ်ပါတယ်လို့နော်screen share လေးကိုခဏရပ်ထားပါမယ်အားလုံးပဲတိုးလေရာကျမ်းအခန်းကြီး7အငယ်
1 နဲ့ 3ကိုကြည့်စေချင်ပါတယ်လို့နော်အငယ်1နဲ့ 3အဲ့တော့ကျွန်မနည်းနည်းလေးဖတ်ပေးခြင်းတယ်နော်တဖန်လူများတို့သည်တဲ့လူများတို့ဆိုတဲ့အခါမှာတော့ဒီနေရာမှာဣသရေလလူမျိုးတွေကိုပြောတာဒီအချိန်ခါဒီအဖြစ်အပျက်ကဣသရေလလူမျိုးတွေတောထဲမှာနော်အနှစ်40လှည့်လေပြီးတော့မှဖြစ်တဲ့အချိန်အခါဖြစ်တဲ့အဖြစ်အချိန်ကတော့ဒီဣသရေလလူမျိုးတွေတောထဲမှာလှည့်လေတယ်နော်အဲ့ဒီအချိန်အခါဖြစ်ပါတယ်လို့အဲ့ဒီမှာဖြစ်တဲ့ပထမအဖြစ်တွေများစွာတွေကအဖြစ်တစ်ခုပေါ့နော်ဒီတောနေရာကျမ်းထဲမှာတော့တက်ကနေ3အခန်းငယ်တက်ကနေ3လူများတို့သည်ဆိုတာဣသရေလလူမျိုးတွေကိုပြောတယ်အလိုတော်မရှိတော့မိတန်းချင်းကိုပြုကြသဖြင့်တဲ့နော်အလိုတော်မရှိတဲ့မိတန်းချင်းပြောချင်တာကတော့ဖယားသခင်အလိုတော်မရှိတဲ့မိတန်းချင်းနော်အင်္ဂလိပ်လိုတော့ complain နော်မိတန်းချင်း complain အဲ့ဒီ complain က displease God ဖယားသခင်မနစ်သက်တဲ့မိတန်းချင်းနော်ကျမတို့ခါတလေနော်တခုခုကိုကျမတို့ကြွေကြုံရတယ်ကျမတို့ခံစားရတယ်ဖြစ်ပျက်တယ်ဆိုရင်ဟာကျမတို့နှုတ်ကနေကိုရဲ့စိတ်သဘောနဲ့မတိုက်ဆိုင်တဲ့အခါနော်ကိုစိတ်သဘောနဲ့မတိုက်ဆိုင်တဲ့အခါမှာကျမတို့မိတန်းတီလိုဖြစ်ရတာလားနော်ငါမှပဲဖြစ်ရတာလားဟိုလိုမဖြစ်ဘူးလားဒီလိုမဖြစ်ဘူးလားနော်ဒီလိုဖြစ်ရတာလားဒီလိုမျိုးပေါ့ကျမတို့အများကြီးမိတန်းတယ်ဒီမှာကျမ်းစာမှာအလိုတော်မရှိတော့မိတန်းချင်းကိုပြုတယ်ဖယားသခင်မကြိုက်တဲ့မိတန်းချင်းဖြစ်တယ်ဖယားသခင်အလိုတော်မရှိတဲ့မိတန်းချင်းဖြစ်တယ်ဒါမဲ့လို့ဒီကျမ်းချက်မှာတော့မိတန်းတာဘာအတွက်ကြောင့်မလို့မိတန်းတာဘာအတွက်ကြောင့်မလို့ complain ဖြစ်တာကိုတော့တိတိကျကျတော့မပြောဘူးသို့တော်လည်းသူတို့ဖြစ်တဲ့ complain သူတို့လုပ်တဲ့ complain ကဖယားမကြိုက်တဲ့ complain ဖြစ်ပါတယ်ဖယားမနစ်သက်တဲ့ complain ဖြစ်ပါတယ်လို့အဲ့ဒီတော့တဲ့ကျမတို့ဆက်ပတ်မယ်ထာဝရဘုရားသည်သူတို့စကားကိုကြား၍အမျက်ထွက်တော်မူ၏တဲ့ဘုရားသခင်အမျက်ထွက်ပါတယ်နော်ပြီးအဲ့တော့ကျမတို့ဒီဘုရားသခင်အမျက်ထွက်တယ်ဘုရားသခင်အမျက်ထွက်တယ်လို့ကျမတို့ပြောတဲ့အခါမှာကျမတို့ကြံခဲ့တဲ့နှစ်တွေမှာဒီမှာကျမဟိုပေါ့နော်တမန်ကျမ်းစာဝေမျှတဲ့အချိန်တုန်းကတရားသူကြီးမှတ်စာကိုတတိယပါလိမ့်မယ်တရားသူကြီးမှတ်စာထဲမှာဖယားသခင်အမျက်ထွက်တဲ့အကြောင်းတွေပါဖယားသခင်ဘာလို့အမျက်ထွက်လဲတရားသူကြီးမှတ်စာထဲမှာတရားသူကြီးမှတ်စာအခန်းကြီး1ကိုကျမတို့ပြန်ကြည့်တဲ့အခါကျတော့အခန်းကြီး2အငယ်17ကနေဟို14ကိုကျမတို့ဖတ်တဲ့အခါမှာဣသရေလလူမျိုးတွေကဖယားရှိမှဒုစရိုက်ကိုပြုတယ်ဘာလဖယားကိုပြုကိုးဝဲတယ်နော်ပြီးတော့ဖယားကိုစွန့်ထာဝရဖယားကိုစွန့်ပြီးတော့ဖယားတပါအခြားသောဖယားနောက်ကိုလိုက်တယ်ဦးညွတ်တယ်ဒါဖယားအမျက်ထွက်တယ်နော်ဖယားအခန်းငယ်14မှာထာဝရဘုရားသည်ဣသရေလအမျိုးနဲ့ပြင်းစွာအမျက်ထွက်တယ်နော်ဖယားသခင်ကိုစွန့်တာတရားသူကြီးမှတ်စာထဲမှာဖယားသခင်ကိုစွန့်တာဖယားသခင်အမျက်ထွက်တယ်ပြင်းစွာအမျက်ထွက်တယ်ဒီနေရာမှာတော့ကျမတို့တွန်းနေရအခန်းကြီး17အငယ်1နဲ့3မှာတော့လူတွေရဲ့မိတန်းချင်းဖယားသခင်မကြိုက်တဲ့တခါတည်းကိုကျေးဇူးတော်ချီးမွမ်းရမယ့်အစားတကားဒီလိုဖြစ်ရတာလားဟိုလိုဖြစ်ရတာလားဒီလိုမျိုးပေါ့ကျမတို့အများတန်းဒီအချိန်အခါမှာကျမတို့ညင်းညူကြတယ်နော်ဈေးတွေဘာတွေဝယ်ရတဲ့အခါမှာလဲဈေးကြီးနေတယ်ဘာလို့ဟာဒီလိုပဲဖယားသခင်အလိုမရှိတဲ့မိတန်းချင်းကျမတို့ပြောတာတော့ကျမတို့ကလူဖြစ်တဲ့အတွက်ကြောင့်လို့ကျမတို့မိတန်းတာတော့မိတန်းတယ်နော်မိတန်းတယ်သို့ပါတော့လေးပဲခဏဒီမိတန်းတယ်ခဏ complain တွေထွက်တယ်ဖယားသခင်ကိုတပြီးတော့မှမိတန်းတာဖယားသခင်အလိုမရှိပါဘူးတဲ့နော်ဒါကြောင့်မလို့ဖယားကအမျက်ထွက်ပါလေဖယားမျက်ထွက်တော့ဖယားဘာလုပ်လဲလို့ဒီမှာကျမတို့ကြည့်မယ်ဆိုရင်ရှို့တော်မူသောမီးသည်တဲ့သူတို့တွင်လောင်၍တက်အစွန်အနားလိုက်ရှိသောသူအချို့တို့ကိုသေစေလေ၏တဲ့နော်အဲ့တော့ဖျားခင်ကဣသရေလလူမျိုးတွေကိုပို့ဆောင်တာကနေဘက်ဆိုရင်တော့မိုးတိမ်နဲ့ပို့တယ်ညဘက်ဆိုရင်တော့မီးတိုင်တွေနဲ့မီးတိုင်တွေကသူတို့ပတ်လည်မှာအမြဲတမ်းရှိနေတယ်သူတို့အတွက်ကာကွယ်ပေးတယ်သူတို့အတွက်ခွန်အားကြီးဖြစ်တယ်ဒီမီးတိုင်တွေကနော်ဣသရေလလူမျိုးတွေခရီးထွက်ပြီးဆိုရင်ညဘက်ဆိုရင်မီးတိုင်နဲ့
နော်ဒီမိတိုင်တွေကသူတို့အတွက်ခုနပြောသလိုဖះငါတို့ကိုကာကွယ်ပေးတယ်နော်ဖះငါတို့နဲ့အတူရှိနေတယ်ဖះငါတို့ကိုပို့ဆောင်တယ်သို့တော်လည်း complain တွေများတဲ့အခါကျတော့မိတန်းတာတွေများတဲ့အခါကျတော့ဖះသခင်ကဒေါသတွေပဲဒီမီးတွေဒီနော်ဒီလူတွေကိုသိစေတဲ့အဖြစ်ကိုရောက်တာတွေ့ရပါတယ်ဖះရဲ့ကာကွယ်ခြင်းကနေပြီးတော့မှဖះရဲ့ပေးတဲ့ခွန်အားဖြင့်ကနေပြီးတော့မှကျမတို့ရဲ့မိတန်းခြင်းကျမတို့ရဲ့မိတွန်တောက်တီးခြင်းကျမတို့ရဲ့ complain တွေတက်ခြင်းအပြင်ကျမတို့ဘာကိုသိရမလဲဆိုတော့ဒီဖះရဲ့ကာကွယ်ခြင်းမိတိုင်ဒီနော်ကျမတို့ကိုအပြစ်ပေးတဲ့မိတိုင်လို့ဖြစ်သွားတယ်နော်ရှို့မိတယ်နော်ရှို့တော်မူသောမိဒီလောင်သွားပြီးတော့မှတက်အစွန်တက်လို့ခေါ်တဲ့အခါကျတော့ဒါကဖက်ကိုပြောတာနော်ဣသရေလလူမျိုးတွေကသူတို့တနေရာနေတနေရာသွားတဲ့အခါမှာသူတို့စခန်းချတယ်တနေရာရောက်ပြီးဆိုရင်သူတို့စခန်းချတယ်အင်္ဂလိပ်လို့ဆိုတော့ camp လို့ခေါ်တယ်နော်ဆရာကြီးယူတတ်တန်ကတော့တက်လို့ခေါ်တာပေါ့နော်တက်အဲ့တော့သူတို့ကတက်အတွင်းတက်အပြင်လို့သူတို့ခေါ်တယ်နော်ဒီဆရာကြီးယူတတ်တန်ကဒီလိုဘာသာပြန်တယ် camp ပြန်အဲ့ဒီ camp မှာရှိတဲ့လူတွေကိုလူအချို့ကိုသိစေတယ်တဲ့နော်လူများတို့ဒီမိုးရှေကိုဟစ်အဲ့ခါမှာမိုးရှေလို့ပါအခုတော့သူတို့ complain တာကတော့ဖះသခင်မကြိုက်တဲ့ဟာတို့ complain တယ်နော်မောရှေကိုသူတို့ complain တာလည်းဖြစ်သူတို့ခေါင်းဆောင်ဖြစ်တဲ့မောရှေကို complain တာလည်းဖြစ်မယ်နော်အဲ့ဒီလိုအခုမီးလောင်ပြီးတော့တေချတဲ့အခါကျတော့မှမောရှေလုတ်ပါဆိုတော့ဟစ်ပြီးတော့မှမောရှေကအဲ့ခါမှာကျတော့ဖះသခင်ကိုဆုတောင်းပြီးတော့မှမီးကငြိမ်းသွားတာဖြစ်ပါလေနော်အခန်းငယ်3မှာထာဝရဘုရား၏မီးသည်သူတို့တွင်လောင်သောကြောင့်ထိုအရက်ကိုတဘေရအရက်လို့ခေါ်တယ်တဘေရဆိုတာကတော့အင်္ဂလိပ်လို burning လောင်တာပေါ့လောင်တဲ့အရက်လို့ခေါ်လိုက်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတော်လေရ7တစ်ကနေ3ကတော့ကျမတို့ဘာခွန်အားရတယ်လဲကျမတို့ဘာသင်ခန်းစာရတယ်လဲဆိုတော့ complain တွေအများကြီးမတက်ပါနဲ့မှန်ပါတယ်ကျမတို့အခုတွေ့ကြုံရတဲ့အရာတွေကကျမတို့အတွက် complain တက်စရာတွေအများကြီးရှိတယ်ကျမတို့မြည်တမ်းစရာတွေအများကြီးရှိတယ်မြည်တွန်တောက်တီးဖို့လည်းအများကြီးရှိတယ်သို့တော်လည်းအများကြီးတွေမြည်တွန်တောက်တီးခြင်းနော်ဖျားသခင်အလိုမရှိတဲ့မြည်တမ်းခြင်းကိုကျမတို့မပြုတ်ဖို့အတွက်ကိုနော်ဒီအခန်းငယ်1ကနေ3ကဖော်ပြပေးတာဖြစ်ပါတယ်ခွန်အားပေးတာဖြစ်ပါတယ်ဂတိပေးတာဖြစ်ပါတယ်ပြီးကျမတို့ရှစ်ဆက်ပြီးတော့မှနော်ရှစ်ဆက်ပြီးတော့ဖတ်ချင်ပါတယ်လို့ရှစ်ဆက်ပြီးတော့ဖတ်မဲ့အကြောင်းအရာကဘာလဲဆိုရင်အခန်းငယ်4ကနေပြီးတော့အခန်းငယ်9အထိဖြစ်ပါတယ်နော်ကျမတို့ဒီမှာကျမ်းပိုက်ကိုတော့ကျမမဖော်ပြတော့ဘူးပေါ့နော်အချို့ကတော့ကျမ်းစာပါမယ်လို့ထင်ပါတယ်နော်အဲ့တော့အခန်းငယ်4မှာဣသရေလအမျိုးသားတို့နှင့်ယောနောနဲ့ပါသောတပါးအမျိုးသားတို့သည်နော်အဲ့တော့ဣသရေလအမျိုးသားတွေနဲ့ဒီအေဂုတ်တုပြည်ကနေထွက်လာတဲ့အခါမှာဣသရေလအမျိုးသားတွေကြီးပဲမဟုတ်ပဲနဲ့တပါးအမျိုးသားတွေလည်းပါတာကိုကျမတို့တွေ့ရတယ်ကျမနည်းနည်းလှုပ်ထားတယ်ပေါ့နော်ဒီမှာကျမ်းပိုက်ကလေးကျမတစ်ခုပြတာနော်ခုနကတော့ထာဝရဘုရားရဲ့အလိုတော်မရှိတဲ့မြည်တမ်းခြင်းမှာဘုရားကအမျက်ထွက်တယ်တရားသူကြီးမဆာမှာဘုရားကိုစွန့်တယ်တခြားနောက်ကိုလိုက်တယ်ဥညွတ်တယ်ဝတ်ပြုတယ်ဆိုရင်ဘုရားကအယံအမျက်ထွက်ပါတယ်လို့အဲ့တော့အခုအခန်းငယ်4မှာဣသရေလလူတွေနဲ့ယောနောပါတဲ့တပါးအမျိုးသားတွေအဲ့ဒီမှာဣသရေလလူမျိုးတွေထွက်လာတော့ထွက်မြောက်ရကြစနစ်3:38မှာဣသရေလအမျိုးသားမိန်းမနဲ့သူငယ်ကိုမဆိုပဲယောက်ျားအရေးအတွက်အဖြစ်သိမ်းခန့်မြတော့သူတို့ဒီနော်သူတို့ထွက်လာတော့ကလေးနဲ့မိန်းမမရေတွက်ပဲနဲ့ယောက်ျားတွေကြီးပဲက6သိန်းရှိတယ်နော်အဲ့ဒီမှာဣသရေလအမျိုးသားလည်းပါတယ်တပါးအမျိုးသားတွေလည်းပါတယ်အီဂျစ်တွေဟုတ်မှာပေါ့အီဂျစ်ကနေသူတို့ထွက်လာတဲ့အတွက်ကြောင့်မလို့ပါကြတယ်နော်အဲ့တော့သူတို့ဒီရမသက်မြို့မှာထွက်ရေးသူ့ကုတ်ရက်ကိုရောက်တယ်အမျိုးမျိုးသောလူတွေအမျိုးမျိုးပါတယ်ခုနပြောတယ်နော်ပြီးရင်သိုးနွားအစရှိသောများစွာသောတိရစ္ဆာန်တို့နဲ့လိုက်လာတယ်တဲ့တိရစ္ဆာန်တွေအများကြီးသူတို့အဲ့မှာကြုံခံရတာကပြောတယ်နော်သူတို့မှလည်းပစ္စည်းဥစ္စာတွေအများကြီးပါရှိတယ်နော်သိုးနွားတွေလည်းအများကြီးရှိတယ်သူတို့မွေးကြတာနော်အများကြီးရှိတယ်လူတွေလည်းအမျိုးရှိတယ်နော်သူတို့အဲ့မှာသွားပြီးတော့ကြုံခံရတော့လေပဲသူတို့မှလည်းများစွာရှိတယ်ဆိုတာကိုကျမတို့တွေ့ရတယ်တပါးအမျိုးသားတွေပါတယ်ဆိုတာကိုလည်းကျမတို့တွေ့ရတယ်အဲ့တော့အခန်းငယ်4မှာ
ဣသရေလအမျိုးသားတို့နှင့်ရောနှောလျက်ပါသောတပါးအမျိုးသားတို့ကတဲ့တောင့်တသောစိတ်ဆွဲလန်းနေနော်ဆွဲလန်းတဲ့စိတ်ရှိတယ်။ဘာဒီဆွဲလန်းလေဆိုတော့အခက်ဆက်ဖတ်မယ်။ဣသရေလအမျိုးသားတွေလည်းတဖန်ငိုကြွေးတဲ့နော်အဲ့ဒီမှာတပါးအမျိုးသားတွေလည်းပါတယ်လို့ဣသရေလတွေကငိုပြီးတော့သူတို့ဘာဖြစ်လဲလို့ကျမတို့ကြည့်အောင်ငိုကြွေးတဲ့ငါတို့စားစရာဖို့အမဲသားကိုဘသူပေးလိမ့်မည်နည်းအမဲသားစားခြင်းအမဲသားဆိုတာဒီဘက်ချင်တာအသားစားခြင်းနော်ဟိုမှာကျမတို့ကြည့်မယ်ဆိုရင်စစ်ဖတ်မယ်ဆိုရင်သူတို့ကမာနမုတ်ကိုပဲစားတယ်နော်မာနတနေ့လာလဲမာနတနေ့လာလဲမာနမုတ်တနေ့လာလဲမာနမုတ်ကယိုးနေပြီနော်ယိုးနေတော့အသားစားခြင်းလာအသားစားခြင်းလာတော့ငိုပြီးတော့တဲ့ငိုကြွေးပြီးတော့သားစားခြင်းလာဘယ်လောက်ထိလဲဆိုတော့ငိုကြွေးပြီးတော့မှဘသူကျွန်တော်တို့ကိုနော်ငါတို့တွေကိုဘသူကအသားကြွေးမလဲနော်အသားကြွေးမလဲအမဲသားကြွေးမလဲအသားတွေကြွေးအသားစားခြင်းနေပြီနော်အဲ့တော့ကိုကျမလည်းအစားလိုင်းဘက်ကပါတယ်ပေါ့နော်အစားအသောက်မြန်မာကျမအားပါတယ်နော်အသားဒီလိုအသားတွေစားခြင်းနဲ့နော်အသားနဲ့မှစားလို့ထမင်းမိန်တာတို့နော်ဒီလိုမျိုးစိတ်ကရှိတယ်ဒီနေရာမှာကျမကြည့်တဲ့အခါကျတော့သူတို့ကအခုနမုံပဲနော်မနမုတ်ပဲစားနေရတော့အသားစားခြင်းလာတဲ့စိတ်ရှိတယ်အဲ့ဒါတော့မှန်တယ်သားစားသို့တော်လည်းအခုကစားခြင်းလာတဲ့အပြင်ငိုကြွေးပြီးတော့မှတော့မှနော်ဘလောက်စိတ်ကတခါတည်းအသားကိုဆွဲလန်းတောက်တာနော်ကျမတို့ပြောမယ်ဆိုရင်ရိုးတောက်တာတဲ့တစ်ဖက်ကိုဆွဲလန်းပြီးတော့မှတောက်တာအဲ့လိုဘက်ကိုရောက်သွားတာကျမတို့တွေ့ရပါပဲလို့အဲ့တော့ကျမဘာကိုသတိရလဲဆိုတော့ဘုရားသခင်ကအာဒံနဲ့အေဝါကိုဒီအပင်ကအသီးကိုမစားရဘူးเนาะဒီမှာကဘာအပင်လေးလဲကဘာဦးကျမ်းအခန်းကြီး1အငယ်15မှာတော့သူကကောင်းမကောင်းကိုသိကျွမ်းရအပင်မှတပါတခြားကိုစားနိုင်တယ်ကောင်းမကောင်းသိဖို့အပင်ကိုတော့မစားပါနဲ့လို့တားမြစ်ထားတယ်သို့တော်လေဒီစာတန်ကလာပြီးတော့မွေပေါ့နော်လာပြီးတော့မှစုံစမ်းတဲ့အခါမှာလာပြီးတော့သွေးဆောင်တဲ့အခါမှာအာဒံအေဝါကိုပြောတယ်မစားရဘူးဟုတ်လားမစားရဘူးလားစားလို့ရပါတယ်နော်အဲ့ဒီမှာအေဝါကကျမတို့ကပ္ပဦးကျမ်းအခန်းကြီး3အငယ်6သူအပင်ဒီစားပွေကောင်းခြင်းစားလိုက်ရရင်တော့ကောင်းပါပဲနော်ပြီးရင်အစင်းနဲ့လှခြင်းကြည့်လိုက်တဲ့အခါမှာဒီအသားမဟုတ်လေဒီပင်ဒီအသီးနော်တခါတည်းတော်တော်လှတာပဲတော်တော်ကောင်းတာပဲစားလိုက်ရခြင်းတော့တော်တော်ကောင်းပါပဲပြီးရင်ပညာတိုးပွားစီလိုတော့ကနှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကိုမိမသည်မြင်နေအသီးကိုယူပြီးတော့စားတယ်အဲ့ဒါခုနကျမတို့တောလျက်ကျမ်း7မှာပါတယ်တတ်တဲ့စိတ်နော်စားလိုက်ရရင်စားတဲ့အထိလဲဆိုပြီးတော့ငိုကြွေးတဲ့အထိတော့ရောက်နော်ငါတို့ကဘယ်သူမေးသားကြွေးမလဲငိုပြီးတော့မှတောင့်တတဲ့စိတ်ဖြစ်လာပါတယ်လို့နော်ကျမတို့စားချင်တယ်ဆိုတာတော့မှန်နေကျမတို့ဝယ်ပြီးတော့မှစားကြတယ်မှန်နေဒီထိမှာတော့ကျမတို့ချင်တယ်ဖခင်ကကျမတို့ကိုနားလေတယ်နော်ကျမတို့ကိုလည်းကြွေးတယ်နော်သို့တော်လည်းဘယ်အထိလဲဆိုတော့ငိုကြွေးပြီးတော့တောင့်တပြီးတော့ငိုကြွေးတဲ့အထိတောင်တောင်းပြီးတော့မှတောင့်တတဲ့စိတ်ဖြစ်နေအဲ့ဒီအပြင်နော်ဘယ်လိုဖြစ်သေးလဲဆိုတော့သူတို့ကပြန်ပြီးတော့မှရာဇဝင်ကိုပြန်ပြီးတော့လှန့်တယ်အခန်းငယ်9ကိုကျမတို့ကြည့်ပါမယ်အေဂုတ်ထုပြည်မှာတို့တွေနေတော့ကတဲ့အလိုအလျောက်စားရတော့ငါသားအေဂုတ်ပြည်မှာကျွန်ခံရတာကိုသတိမရဘူးနော်ကျွန်ခံရတာသတိရဘူးစားရတာကိုပဲသတိရတယ်ငါတို့ငါးတွေစားရတယ်သားတွေစားရတယ်သူတို့အဲ့ဒါကိုသတိရတယ်ပြီးရင်တခွားသည်ဖယဲသည်ချက်သွန်းအနီအဖြူအရိုင်းအမျိုးမျိုးတွေစားရတယ်နော်သူတို့စားရတာသူတို့ရဲ့လှုပ်ဆောင်ခဲ့ရတာပင်ပန်းလှုပ်ခဲ့ရတာကိုတတိမရဘူးဖျားသခင်ကသူတို့ကိုပင်ပန်းစွာအော်ဟစ်ပြီးတော့မှငိုကြွေးနေတာကိုသူတို့ဖျားကကြားတဲ့အကြောင်းသူတို့ကိုထုတ်ဆောင်လာတယ်ခက်ခဲကိုဖာယောဘရင်ရဲ့ခေါင်းမာတဲ့ဖာယောဘရင်ရဲ့လက်ထဲကနေခက်ခဲနော်ဒီဟိုပါပေါ့ place ပေါ့သူတို့ဒီအနာယောဂတွေပါဒီ10ခုပေါ့နော်ခါကနေပြီးတော့မှထုတ်ဆောင်လာရတယ်အဲ့ဒါကိုတတိမရတော့ဘဲနဲ့အစားအသောက်ကိုပဲသူတတိရနော်ငါတို့အေဂုတ်ပြည်မှာနေတော့ကငါအသားစားရတယ်
တခွားသည်စားရတယ်ဖယဲသည်စားရတယ်စက်သွန်အနီအဖြူစက်သွန်တွေအမျိုးမျိုးစားရတယ်အခုတည်းဣသရေလတိုင်းပြည်မှာနော်ဣသရေလဂျေရုဆလင်မှာနော်ကျွန်တော်တို့သွားတယ်တခွားသည်အရန်ကောင်းတယ်စက်သွန်နဲ့တခွားသည်တုတ်ကအများနဲ့ထမင်းစားတဲ့အခါမှာအများနဲ့သူတို့ပါတယ်နော်အဲ့တော့ဣသရေလလူမျိုးတွေရဲ့အကြိုက်နော်အဲ့တော့အကြိုက်သူတို့တခွားသည်ဖယဲသည်စက်သွန်အမျိုးမျိုးနော်ပြီးရင်အခုအသားငါးကိုလည်းတောက်တာနော်တောင်းတလာတယ်အဲ့တော့သူတို့ရဲ့စိတ်ဆန္ဒကိုလည်းကျွန်တော်တို့သတိရနည်းနည်းလေ့လာရအောင်ပေါ့နော်ပထမတော့တောင်းတတဲ့စိတ်ရှိလာတယ်ပြီးရင်ငိုကြွေးရတယ်ပြီးရင် question ထုတ်တယ်ဘသူကြွေးမလဲနော်အမေအသားကိုကြွေးမလဲပြီးလို့ရှိရင်အတိတ်ဟောင်းကိုသူတို့ပြန်သိရတယ်ဟိုတုန်းကငါတို့ဒီလိုစားခဲ့ရတယ်လေနောက်ရှစ်ဆက်ပြီးတော့ကျွန်တော်တို့ကြည့်ရအောင်နော်ယခုမှအခန်းငယ်6ကိုကြည့်မယ်ဆိုရင်ယခုမှငါတို့အသက်ဒီအားလျော့ပြီအသားမစားလို့အားလျော့တယ်မနှမနာပေါ့နော် protein ဓာတ်မရှိတော့အားလျော့တာငါတို့ကအခုတော့အားလျော့ပြီဤမနမုတ်မှာတပါတစုံတစ်ခုကိုမှမမြင်ဖျားကျွေးတဲ့မနမုတ်ကို thank you လို့တော့မပြောနိုင်တော့ဒီမနမုတ်ကြီးပဲစားနေရတာစားရတာတောင်မှကျေးဇူးတော့မချီးမွမ်းနိုင်တော့ဘဲနဲ့ဒီမနမုတ်အပြင်ဘာမှလည်းမမြင်ရပါလားဘာအသားမှလည်းမစားရပါလားဆိုပြီးတော့ဖြစ်လာတယ်အဲ့တော့ဒီနမ်းမှာကနော်မနမုတ်ကနနန်စေးနဲ့တူပြီးတော့တဲ့ပဒေလသစ္စေလို့အစင်းဖြစ်တယ်ကျမပုံလေးတစ်ခုရှာထားတယ်နည်းနည်းလေးပြပေးမယ်နော်ဒီဟောပေါ့မနနန်စေးကလေးတွေ့တော့တွေ့ဘူးကြမှာပါနော်တွေ့တော့တွေ့ဘူးကြလိမ့်မယ်ဒီမှာဒါအစစ်လေးပေါ့ဒါကမနမုတ်လို့ခေါ်မနမုတ်နော်မနကနနန်စေ့နဲ့တူဒါလေးပေါ့ကျွန်မပုံထဲမှာရှာထားကြည့်တာဒီလိုမျိုးလေးတွေပေါ့နော်ဒီလိုသေးသေးလေးတွေအဲ့တော့သူကဒီမှာနနန်စေ့နဲ့တူပြီးတော့ပဒေလသစ်စေ့ဒီမှာဒါကနနန်စေ့ coriander နော်ပြီးတော့ပဒေလသစ်စေ့ဆိုတာဒါသူကအင်္ဂလိပ်နာမည်ကိုဆရာကြီးယူတတ်တာယူပြီးတော့ translate လုပ်ပြီးတော့ Bdellium stone ဆိုတာလေမနကတော့ဒါနော်သူတို့ကဒီလိုပုံစံလေးရှိတယ်ဖြစ်တယ်နော်အရာသူတို့ကတဲ့အိုးနဲ့ပြုတ်တယ်တဲ့မုတ်ပြားလို့လည်းလောက်ကြတယ်တဲ့အရာတာကမုတ်စီကျော်နဲ့တူတယ်တဲ့တမချန်းစာတွေပါလာနော်မုတ်စီကျော်ကျမတို့မုတ်စီကျော်စားဘူးလေစီဟိုပါပေါ့မုတ်စီကျော်တချို့ကြိုက်တဲ့လူတော့အရန်ကြိုက်စားလို့ကောင်းမယ်ပေါ့နော်သူ့ရဲ့အရာတာကမုတ်စီကျော်နဲ့တူတယ်လို့ပြောပါတယ်နော်ကဲဟုတ်ပြီခဏရပ်ထားပါမယ်အဲ့ဒီတော့ဒီလူတွေကမနမုတ်ကြီးပဲစားရတယ်ဘာမှမနမုတ်အပြင်တခြားဘာမှမတွေ့ရပါလားနော်ရဲ့မြေတန်းချက်နော်ကျွန်တော်တို့တွေလည်းတစ်ခါတလေပေါ့နော်ဟိုဒီဆန္ဒပေါ့သွေးသားဆန္ဒစားချင်တဲ့အရာနော်ဒီအရာတွေကိုကျမတို့ဆန္ဒဖြစ်တဲ့အခါကျတော့ဒီလိုဆန္ဒဖြစ်ပြီးတော့ဒီလိုရိုးရိုးဝယ်စားတွေဆိုရင်တော့ဆင်ပြေပါလေနော်သို့တော်လည်းပဲဆန္ဒပြင်းပြပြီးတော့မှငိုကြွေးပြီးတော့ဖះကိုဟိုမိတန်းတဲ့အထိဖះကို complain လုပ်တဲ့အထိဒါမစားရဘူးလားဟိုတုန်းကဒီလိုစားရတယ်ကိုဘက်မှာတုန်းကဒီလိုစားရတယ်အခုမစားရပါလားဒီအထိဆိုရင်တော့အဆင်မပြေတော့နော်အဲ့တော့80ပါဖြစ်လေကျမတို့ကြည့်မယ်အခန်းငယ်30ကနေ15နော်အခန်းငယ်30ကနေ15မှာအဲ့ဒီမှာမောရှေအကြောင်းနော်သူတို့ကအဲ့လို complain ဖြစ်တော့မောရှေကလည်းမနေတတ်တော့သူတို့ကိုဥဆောင်ပြီးတော့ခေါ်လာတဲ့မောရှေကလည်းအဆင်မပြေတော့နော်ကျမတို့ကျမ်းစာထဲမှာကြည့်မယ်ဆိုလို့ရှိရင်မောရှေကအခန်းငယ်30မှာနော်လူအသီးသီးတို့ကမိမိတို့တဲတကားဝမှာတဲ့မိမိအိမ်တောင်နဲ့တကွငိုကြွေးကြတယ်အိမ်မှာနေပြီးတော့မှငိုကြွေးကြတယ်မစားပါလားမနမှုအပြင်ဘာမှမရှိပါလားနော်တခွားသီးတွေဖျဲသီးတွေကြက်သွန်တွေတတိရတယ်နော်ငိုကြွေးပြီးတော့ပြောကြအဲ့ဒီခါမှာထာဝရဘုရားကပြင်းစွာအမျက်ထွက်တယ်အမျက်ထွက်တာကမစားရလို့စားချင်လို့ဒါထက်နော်ငိုကြွေးပြီးတော့မှဒါပဲစားရတာလားဟိုတုန်းကဒီလိုစားရတယ်လေနော်ဖះသခင်မထုတ်ဆောင်ခင်နဲ့ဒီလိုစားဒီဟာကိုဒီလို complain လုပ်တာကိုဖះကအမျက်ထွက်တာဖြစ်ပါတယ်အဲ့တော့ပြစ်ဖြစ်ပြီမောရှေတည်တယ်မောရှေတည်တော့မောရှေကဖះသခင်ကိုဗာပြောလေဆိုတော့ကျမတို့17ကနေ15အထိကိုကျ
ကျမတော့မဖတ်ပဲနဲ့ဒီလိုပဲပြောလိုက်တော့ပဲပါနော်မောရှေကဟာဘုရားသခင်တဲ့ဘာလို့ကျွန်တော်ကိုညင်းဆဲတယ်လဲသူကခေါင်းဆောင်ဦးဆောင်ဖြစ်ရတဲ့အတွက်ကြောင့်မလို့သူလည်းစိတ်မပြောဘူးနော်သူဦးဆောင်ခေါ်လာရတဲ့လူတွေကဘုရားသခင်ကိုဒီလို complain လုပ်တယ်ဆိုတော့သူလည်းကြားထဲမှာနေရတဲ့လူအနေနဲ့ကတော့နော်ခေါင်းဆောင်တွေအတွက်ကတော့ဒီနေရာမှာအကျဉ်းအကျပ်ဖြစ်ပါတယ်သူ့ရဲ့ခေါ်ဆောင်ရတဲ့လူတွေဒီလိုဖះအပေါ်မှာ complain လုပ်တဲ့အခါမှာနော်သူ့အတွက်တော်တော်အကျဉ်းကျပ်ဖြစ်ပြီးတော့မှဖះသိမ်ကိုသူပါအောက်ခက်လာတယ်ဖះကျွန်တော်ဘာဖြစ်လို့ဒီလိုညင်းဆဲတယ်လဲလူတွေကဒီလို complain ဖြစ်နေပြီဖះကိုလည်း complain ဖြစ်နေပြီကျွန်တော်ဘာဖြစ်လို့ဒီလိုညင်းဆဲလဲဘာကြောင့်မလို့ကျွန်တော်မျက်နှာမရဘဲနေရတာလေနော်ဘယ်ကြောင့်ရှိတော့မှမျက်နှာမရဘဲနေရတာလေတဲ့နော်ပြီးရင်အခန်းငယ်7နှစ်မှာမောရှေပြောတဲ့စကားလေးအရင်ဟိုဗာလေစိတ်ဝင်စားစရာကောင်းတယ်နော်ပြောစရာလေးလည်းကောင်းတယ်ကျွန်တော်ကတဲ့ဒီလူတွေကိုကျွန်တော်ကခြိပိုက်ရမယ်ခြိပွေးရမယ်နိုးစို့ကလေးလေးတွေကိုချော့သိရမယ်ဆိုရအောင်လို့ကျွန်တော်ကဒီလူတွေကိုကိုယ်ဝန်ဆောင်ပြီးတော့ကျွန်တော်မွေးတာလားသူကဖျားသခင်ကိုဒီအထိတော့သူပြန်ပြီးတော့ပြောလိုက်တာကိုကျွန်တော်တို့တွေ့ရပါတယ်နော်ဒီလူတွေအခုကျွန်တော်ကဥဆောင်ခေါ်လာရတယ်အခုတို့တွေဒီလို complain ဖြစ်နေပြီနော်ဖျားကိုလည်း complain ဖြစ်နေပြီကျွန်တော်သိတယ်အဲ့တော့ဒီလူတွေကိုကျွန်တော်ကကိုယ်ဆောင်ပြီးတော့မွေးလာလို့သူတို့ကိုကျွန်တော်ကထိမ့်သိမ်းရမှာလားသူတို့ကိုကျွန်တော်ကကျုံးနွေးရမှာလားနော်ဒီလူတွေဖြစ်လာကုန်ရနော်အဲ့တော့လူတွေရဲ့ complain တဲ့စိတ်ခေါင်းဆောင်ကိုဖြစ်လာခေါင်းဆောင်နေဖျားရှိစီကိုဒီလိုမျိုးဖြစ်လာအဲ့တော့ complain ရဲ့အကျိုးဆက်တွေကဒီလိုဖြစ်ပါလေလို့နော်အဲ့ဒါအခန်းငယ်7မှာတွေ့တယ်အခန်းငယ်73မှာဒီလူတွေကိုကြွေးဖို့အမဲသားကိုဘယ်မှာကျွန်တော်ရှာလို့ရမလဲနော်သူကတာဝန်ရှိနဲ့ကျွန်တော်ရှာရမှာလားကျွန်တော်ဘယ်လိုရှာရမလဲဒီလူတွေအသားစားအောင်လို့နော်သူတို့ကစားเสียဖို့အမဲသားကိုပေးပါလို့ငိုပြီးတော့မှတောင်းနေပြီတဲ့ကျွန်တော်မဆောင်ရွက်နိုင်ဘူးကျွန်တော်မလုပ်နိုင်ဘူးတဲ့ကျွန်တော်လုပ်ဖို့လဲကျွန်တော်ပင်ပန်းနေပြီမှန်လားဖို့ဒီလူတွေကိုဥဆောင်ခေါ်လာရတာနော်ဝန်လဲလေးနေပြီအခန်းငယ်14ကိုကျွန်တော်တို့ကြည့်မယ်နော်ထိုလူအပေါင်းတို့ကိုကျွန်တော်တယောက်ကြီးမဆောင်ရွက်နိုင်တော့ဘူးတဲ့နော်ဆောင်ရွက်ရလို့ဝန်လဲလေးပါပြီတဲ့နောက်ဆုံးပဲအကြည့်ပြောလေအခန်းငယ်15ထို့သောကျွန်တော်၌ပြုတော်မူသည်၎င်းစိတ်တွေ့တော်မူတာကျွန်ုပ်ကိုအလင်းအမြန်သေစေပါကျွန်ုပ်ကိုသာတတ်လိုက်ပါတော့ဆိုတဲ့သဘောနဲ့နော်ဥဆောင်ရတဲ့လူတွေမလွယ်ပါဘူးနော်ကိုယ့်ရဲ့အသိသူတင်သားပြောမယ်ကိုယ့်ရဲ့နောက်လိုက်ငယ်သားပြောမယ်ကိုဥဆောင်ရတဲ့အခါမှာကိုယ့်ရဲ့နောက်လိုက်တွေကဒီလို complain တွေဖြစ်လာပြီဆိုရင်ကိုလည်းစိတ်မပြောပါနော်ဥဆောင်လုပ်ရတယ်အထူးသဖြင့်မိသားစုတွေမှာဆိုရင်တော့မိခင်ဖခင်ရှိမယ်ဥဆောင်လုပ်ရတဲ့လူတွေရှိတယ်နော်အသိတော်တွေမှာရှိမယ်ဝန်းကျင်တွေမှာရှိတယ်ဥဆောင်လှုပ်ဆောင်ရတဲ့သူတွေကနော်ဒီလိုကိုယ့်ရဲ့နောက်လိုက်ကိုယ့်ရဲ့ငယ်သားတွေက complain ဖြစ်လာပြီဆိုရင်တာဝန်ရှိတယ်နော်သူတို့တာဝန်ရှိအဲ့တော့အခုမောရှေကလည်းသူကဟိုပါပေါ့တာဝန်ကြည်တယ်ဝန်တာထားတယ်ကျွန်တော်ဘယ်လိုရှာရမလဲဒီအသားငါးတွေဒီသူတို့စားကြတဲ့အသားကိုကျွန်တော်ဘယ်လိုရှာရမလဲကျွန်တော်ပင်ပန်းနေပြီနော်ကျွန်တော်ဝန်လေးနေပြီမတတ်နိုင်တော့ဘူးကျွန်တော်တယောက်တည်းလည်းမတတ်နိုင်ဘူးဒီလိုဆိုကျွန်တော်ကိုတတ်လိုက်ပါတော့မြန်သေခိုင်းလိုက်ပါတော့ကျွန်တော်ဒီအထိမောရှေပြောတာကိုတွေ့ရပါလေနော်ကဲနောက်ပြီးတော့ကျွန်တော်တို့ဆက်ပါမယ်ဖျားသခင်ကအခန်းငယ်16ကနေ23ကိုဖျားသခင်နဲ့မောရှေနဲ့အပြန်အလှန်စကားပြောကြတာတွေ့ဖျားသခင်ကအဲ့ဒီမှာ plan ချလိုက်ပြီဖျားသခင် plan လုပ်ပြီဖျားသခင်ကဘာ plan လုပ်လဲဆိုတော့နီးစနစ်နော် plan တစ်ခုကိုသူလုပ်တယ်အဲ့တော့ဖျားသခင်ကမောရှေကိုပြောပြီးဟုတ်ပြီအဲ့တော့မင်းဘာလုပ်ပထမတစ်ခုကျွန်းကျင်တဲ့သူအယောက်80ကိုမင်းရွေးပါနော်ဒီမှာအခန်းငယ်16ပါတင်ကျွန်းကျင်သောဣသေရအမျိုးသားအသက်ကြီးသူ9ကျိတ်တို့ကိုငါရှိမှစုဝေးစီလူ80ကိုကျွေးပြီးရင်ငါရှိမှခေါ်လာခဲ့ရက်နေခိုင်းလိုက်ငါဆင်းလာမယ်ငါနှုတ်ဆက်မယ်နော်ပြီးလို့ရှိရင်မင်းအပေါ်မှာရှိတဲ့ဝိညာဉ်အချို့ကိုယူပြီးတော့ဒီလူတွေအပေါ်မှာငါတင်မယ်ပြောချင်တာကတော့ဘုရားသခင်ကဟုတ်လားမောရှေရဲ့ဘုရားသခင်ကျွန်တော်တယောက်သေးပဲနော်ဝန်လေးပါပြီလို့ပြောတဲ့ခါမှာဘုရားသခင်ကခေါင်းဆောင်လေးတွေကိုထပ်ပြီးတော့ယူလိုက်တာတွေ့ရနော်လူ80ကိုယူမင်းအပေါ်မှာရှိမင်းစီမှာရှိတဲ့ဝိညာဉ်ကိုသူတို့ဝိညာဉ်အချို့ကိုယူပြီးတော့သူတို့အပေါ်မှာတင်တယ်နော်အဲ့တော့ကျမတို့အသိတော်တွေမှာနော်ကျမတို့မိသားစုတွေမှာတော့မိခင်
တယောက်တည်းဖခင်တယောက်တည်းမဟုတ်ဘူးမိခင်ရှိတယ်သားသမီးတွေနော်ကြည်ပြင်းလာတဲ့အခါမှာဘယ်လိုပြောမလဲဆိုတော့တာဝန်တွေကိုခွဲဝေအိမ်တော်မိသားစုရဲ့အရေးနော်အိမ်တောင်အရေးအဲ့ဒါကိုခွဲဝေယူကြတာကိုတွေ့ရတယ်နော်ကျမတို့ဝန်းကျင်လေးမှာဆိုလေတာဝန်တွေကိုခွဲဝေယူကြရခြင်းအပြင်ပေါ်ပါတာကိုတွေ့ရမယ်အသင်းတော်ထဲမှာလေတာဝန်တွေကိုအသင်းအုပ်ဆရာမစားပြီးလို့ရှိရင်အသင်းသူကြီးတွေရှိတယ်အဲ့ဒီမှာအသင်းဥက္ကဋ္ဌရှိမယ်ဗန္ဒာရင်းတွေရှိမယ်တယောက်ပေါ့နော်လူငယ်ရှိမယ်အမျိုးသမီးရှိမယ်အမျိုးသားကဏ္ဍရှိမယ်နော်ကဏ္ဍတွေအမျိုးမျိုးတို့ဟာနဲ့သူရှိကြမယ်ဒါကိုခွဲဝေယူလိုက်လို့ရှိရင်နော်မောရှိပေါ့ပါသွားတယ်လို့ပေါ့နော်အဲ့ဒီမှာဟောပါပြီးတော့မှအကျိုးဖြစ်စေအဲ့ဒီတော့မင်းလူ90ကိုရွေးငါရှေ့ကိုခေါ်လာခဲ့ငါဆင်းလာမယ်ငါနှုတ်ဆက်မယ်မင်းမှာရှိတဲ့ဝိညာဉ်အချို့ကိုယူပြီးတော့သူတို့အပေါ်မှာတင်ပေးမယ်ပြီးရင်ဝိုင်းညီပြီးတော့ဆောင်ရွက်မယ်အခန်းငယ်18အဆုံးမှာထိုအသက်ကြီးသူတို့ဒီဝိုင်းညီ၍ဆောင်ရွက်ကြမည်အတူတူကတို့တွေဝိုင်းညီပြီးတော့မှဆောင်ရွက်ကြမယ်မင်းတယောက်တည်းမဟုတ်ဘူးနော်မင်းတယောက်တည်းမဟုတ်ဘူးမောရှိခွန်အားပေးတာကိုကျွန်တော်တို့တွေ့ပြီးတော့ကိုတန့်ရှင်းကြဘုရားသခင်နဲ့တွေ့ရမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိမိကိုတန့်ရှင်းပါတန့်ရှင်းအောင်လုပ်ကြနော်တန့်ရှင်းအောင်လုပ်ကြမယ်ဒီတန့်ရှင်းအောင်လုပ်ကြရမယ်ဆိုတာတော့ပြောလို့ရှိရင်တော့နည်းနည်းရှိမယ်နော်ကျွန်တော်တို့ရိုးပဲပြောမယ်ဆိုရင်တော့ရေချိုးမယ်အဲ့ဒီမှာကိုယ့်ရဲ့မိမနဲ့အတူမနေဘူးနော်ပြီးလို့ရှိရင်ကိုတန့်ရှင်းစင်ကြယ်အောင်နေမယ်နော်ပြီးရင်ဘုရားသခင်နဲ့တွေ့ပြီးတော့အခန်းငယ်18ရဲ့အောက်ပိုင်းအဲဂုတ္တုပြည်၌နေစဉ်ဒီလူတွေကပြောတာပေါ့နော်သူတို့ဒီတဲ့ငါအားအမဲသားကိုတောင်းတယ်ငါပေးမယ်နော်အမဲသားအသားကိုတောင်းတယ်ငါပေးမယ်သူတို့ကတော့ပြောတာပေါ့နော်အဲဂုတ္တုပြည်မှာငါတို့ကချမ်းချမ်းသာသာနေကြရတယ်ဆိုပြီးတော့ငုံပြီးတော့ပြောတယ်โอเคနော်အဲဂုတ္တုပြည်မှာသူတို့ကျွန်ခံရလို့ငိုကြွေးတာကိုတတိမရအဲဂုတ္တုပြည်မှာချမ်းချမ်းသာသာနေခဲ့ရတယ်လို့ဒီချမ်းသာခြင်းကပါလေစားတော့စားခဲ့ရဘလို့များနော်ချမ်းချမ်းသာသာစားခဲ့ရလို့လေနော်တော်တော်အုတ်တွေဖောက်ရတယ်လှုပ်ရတယ်ပေါ့နော်တော်တော်လေးပဲသူတို့ကတော်တော်စားလောက်သားကိုစားလောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဖျားသခင်ကိုမြည်တမ်းတာဒီအစားအသောက်နဲ့ငိုကြွေးပြီးတော့ဖျားသခင်ကို complaint တက်တယ်နော်အဲ့တော့ငိုပြီးတော့ပြောတယ်ကိုငါကြားပြီဒါကြောင့်မလို့အသားကိုငါပေးမယ်စားရမယ်အခန်းငယ်19အရန်ကောင်းပါတယ်နော်19နဲ့20ကျမ်းစာရှိလို့ရှိရင်နော်ဆရာလည်းခုနကျမ်းချက်ကလေးတွေတင်ပေးတယ်နော်အခန်းငယ်19နဲ့20အမဲသားကိုပေးမယ်တင်တို့စားရမယ်19မှာ1ရက်2ရက်5ရက်10ရက်အရက်20သာစားရမှာမဟုတ်ဘူး1ရက်ပဲမဟုတ်ဘူး5ရက်10ရက်အရက်20မှာဒါစားရမှာမဟုတ်ဘူးသင်တို့နှာခေါင်းထဲကအမဲသားထွက်၍ယွန်စရာဖြစ်သည့်တိုင်အောင်တလပတ်လုံးစားရမယ်နော်ဘလောက်ထိစားမလဲဆိုတော့စားပြီးတော့နှာခေါင်းထဲကနေပြီးတော့အမဲသားထွက်လာတဲ့အထိအမလေးပြီးတော့အဲ့ဒီအထိကိုမင်းတို့စားရမယ်အဲ့ဒါမှဖြစ်တယ်နော်complaint တက်တာရိုးမဟုတ်ဘူးငိုကြွေးပြီးတော့မှအစ်တင်ပြီးတော့မှနော်ခိုးတော့ကဒီလိုဖြစ်တယ်ခုကဒီလိုဖြစ်တယ်အဲ့ဒီလို complaint ဖျားမနစ်သက်တဲ့ complaint ကျမတို့ကလူသားအနေနဲ့ complaint တက်လို့ရတယ်နော်ဖျားသခင်ကျမတို့သို့တော်လည်းကျမတို့ complaint ကဖျားကိုလည်းထိတယ်နော်ဖျားရဲ့ပေါ့နော်ကျေးဇူးကိုလည်းမသိနော်ဖျားကိုတော်တော်လေးကိုထိပြီးတော့မှ complaint တက်တဲ့အတွက်ကြောင့်ပြီးရင်ကိုယ့်ရဲ့ခေါင်းဆောင်ကြီးကိုလည်းမောရှေခေါင်းဆောင်မောရှေကိုလည်းစိတ်ချုံကြစေတဲ့ complaint ကြီးဖြစ်တဲ့အတွက်ကြောင့်ဖျားသခင်က okay စားရမယ်ဘယ်လောက်ထိစားမလဲနော်မင်းတို့ယုံပြီးတော့မှနှာခေါင်းနဲ့အထွက်ပြီးတော့အန်တဲ့အထိကိုမင်းတို့စားရမယ်ဒါနဲ့မောရှေကလည်းနည်းနည်းလေးအခန်းငယ်27မှာဖျားသခင်ကိုသူပြန်ပြောတယ်သူသိနားမလည်သေးဘူးပေါ့နော်ဖျားကျွေးမယ်ဆိုတာအဲ့တော့ကျွန်ုပ်နဲ့ဆိုင်တဲ့လူပေါင်းက6သိန်းရှိတယ်လေတဲ့ကိုရိုကတလစားဖို့သူတို့ကိုအမဲသားပေးမယ်လို့ပြောတယ်အဲ့တော့ခန်းငယ်နဲ့7နှစ်မှာသူတို့ကိုဝါစွာဆွေးကြွေးချင်းကသိုးစိတ်နွားစုတို့ကိုတတ်ရမလားတဲ့သို့မဟုတ်ဝါစွာဆဲစားချင်းက
ပင်လေငါရှိသမျှကိုစုဝေးရမည်လားနော်တခါလို့လည်းကျမတို့ဖះရဲ့အကြံစီကိုကျမတို့မသိတဲ့အခါကျတော့မောရှိလေနော်ဖះရဲ့ဘလို့အကြံစီဖះကျွေးမယ်လို့ပြောတာတော့ကျမတို့ကတော့လူသားဖြစ်တဲ့တရားနာမလို့ဖះသခင်နော်ဘလို့ကျွေးမှလဲဖះကကျွေးမယ်လို့ပြောတယ်ကျမတို့ကျွန်တော်တို့သိုးစိတ်တွေတိုက်ရမလားဒါမှမဟုတ်ရင်လည်းပင်လေနေတယ်ပေါ့နော်ငါးတွေပဲကျွေးရမလားအခန်းငယ်23မှာဖះသခင်ပြန်ပြောတဲ့စကားကထာဝရဖះကထာဝရဖះလက်တို့သလိုငါစကားတည်ညီမတည်ညီကိုသင်သိလိမ့်မည်လို့မောရှိကိုပြန်ပြီးတော့ပြောပါတယ်နော်အင်မတန်မှဖះရဲ့ဂတိတည်နေကြည့်ဖះကလက်မတူနော်ဖះကလက်မတူဘူးဖះသခင်ကကျွေးမယ်ဆိုရင်ဖះသခင်ဂတိတည်ကျွေးမယ်ဒီ plan ကိုဖះသခင်ကချပြီးတော့မှမောရှိကိုလည်းစိတ်ပေါ်ပါစေတယ်မောရှိရဲ့ဝင်ကိုလည်းပေါ်ပါစေတယ်လူ80ကိုရွေခိုင်းနော်သူပြီးတော့မောရှိပေါ်မှာရှိတဲ့ဝိညာဉ်ကိုလည်းဝိညာဉ်အချို့ကိုလည်းဒီလူ80ပေါ်မှာတင်ပြီးရင်လည်း promise ပေးတယ်ကျွေးမယ်နော်ကျွေးမယ်ဘယ်အထိကျွေးမလဲအထိကိုပြောတယ်နော်ဆိုတော့ကျမတို့အခန်းငယ်24ကိုမဖတ်တော့ဘူးအခန်းငယ်31ကိုကျမတို့သွားမှာဖြစ်ပါတယ်နော်အခန်းငယ်31ပါထိုအခါထာဝရဘုရားသည်လေကိုစေလွတ်၍ဘုရားကကျွေးမယ်လို့ပြောတယ်နော်အဲ့တော့ဘုရားကဘယ်လိုလုပ်လိုက်ပြီလဲဆိုတော့လေကိုစေလွတ်၍ငုံများကိုပင်လေမှဆောင်ခဲ့တဲ့ဖြင့်တပ်ပတ်လေတရက်ခရီးစီတိုင်တိုင်ကွာသောအရက်တို့၌မြေပေါ်မှာဒုနှစ်တောင်ခန့်များဆင်းစေတော်မူ၏တပ်ပတ်လေခရီးစီတိုင်တိုင်နော်ပြောချင်တာကတော့တက်ကနေသူတို့အခုနပြောတဲ့ကက်ပေါ့နော်အဲ့တော့ငုံငက်တွေကိုပင်လေကိုလာစေတယ်အဲ့ဒီလေထဲမှာငုံငက်တွေအများကြီးပါလာဘယ်အထိပါလာလဲဆိုတော့သူတို့တက်ကနေတရက်ခရီးအထိနော်ကျမတို့ဒီရန်ကုန်မှာတရက်ခရီးဆိုရင်ကျမတို့ဘယ်လောက်ထိရှောက်နော်သူတရက်ခရီးလောက်အထိကိုအဲ့ဒီအထိကိုငုံငက်တွေရရှိနော်တော်ဟိုမနေ့6နာရီရက်လေထွက်တဘောနော်အဲ့6နာရီတည်းနဲ့ထွက်ပြီးတော့လက်လျှောက်အဲ့မှာငုံတွေရှိနေသေးတယ်အများကြီးပဲရှိမချုပ်တဲ့အထိတရက်ခရီးအထိငုံငက်တွေကရှိအဲ့ဒီလောက်အထိကိုရှိနေတယ်ပြီးတော့မြေပေါ်ကနေဒုနှစ်တောင်ခန့်အထိကိုရှိတယ်နော်အလောက်များတဲ့ငုံငက်တွေဆိုတာနော်ခရီးတိုင်ဆိုတာကတော့တရက်ခရီးလောက်အထိတော်အဲ့ဒီအထိငုံငက်တွေရှိတယ်ပြီးလို့ရှိရင်ဒုကနှစ်တောင်အထိကိုငုံငက်တွေကရှိနော်အဲ့ဒီအထိကိုဖရာသခင်ပေးတယ်ဆိုတာကိုတွေ့ရပါတယ်အခန်းငယ်32မှာလူများတို့သည်တနေ့လုံးတညလုံးနက်ပြန်လဲတနေ့လုံးထား၍ငုံများကိုစုသိမ်းတယ်ဟာနော်ဖရာသခင်အဲ့လောက်ပေးတယ်လူတွေကလည်းတခါတည်းကိုတနေ့လုံးကောက်တယ်တညလုံးလည်းကောက်ကြတယ်နောက်တစ်နေ့မှလည်းတနေ့လုံးကောက်ကြတယ်နော်တနေ့လုံးကောက်ကြတယ်ကောက်နော်ဖះကကျွေးမယ်လို့ပြောတာပြီးသားနော်အဲ့တော့သူတို့ကောက်တယ်သူတို့လည်းဝမ်းသာအားရဖြစ်တာပေါ့နော်ကောက်ပြီးတော့မှစုသိမ်းကြတယ်နည်းနည်းသိမ်းသောသူသည်10ဟောမဲကိုရ၏တက်ပတ်လေအရရနဲ့ဖြန့်ထားကြ၏10ဟောမဲလို့ပြောတာတော့ကျမလိုက်ကြည့်တဲ့အခါကျတော့ဟိုလီတာနဲ့သူတွက်တယ်ပေါ့နော်လီတာ220တချို့လည်း2400နော်ဟိုဘယ်လိုပြောမလဲဆိုတော့တော်တော်များကိုကြကြတယ်တော်တော်များအနည်းဆုံးလူတောင်မှ10အိုးမဲကိုကြတယ်ကောင်းတော်တော်များအလေးချိန်အားဖြင့်လီတာ220လို့ရှိနော်အဲ့လောက်ထိရှိနေလို့အဲ့ဒါကိုရတယ်ဟုတ်ပြီကဲစုသိမ်းလို့ရကြပြီနော်အခန်းငယ်33တို့ရာတွင်တဲ့ငုံသားကိုကိုက်၍မဝါမီထာဝရဘုရားသည်သူတို့ကိုအမျက်တော်ထွက်၍အလွန်ပြင်းသောဘေးနှင့်ဒဏ်ခတ်တော်မူ၏ကျမတို့ရှေ့မှာနော်အခန်းငယ်ဒီအရှေ့မှာလူတွေကငိုကြွေးပြီးတော့မှတောင်းတာကိုအခန်းငယ်30မှာကျမတို့တွေ့ရထာဝရဘုရားသည်ပြင်းစွာအမျက်ထွက်အဲ့ဒီတည်းဘုရားသခင်ကအမျက်ထွက်တယ်ရှေ့မှာကျမတို့ဘုရားကိုစွန့်ရင်ဘုရားကအမျက်ထွက်တယ်ဘုရားကိုစွန့်ပြီးတော့တပါးမျိုးသားနောက်ကိုတပါးဘုရားနောက်ကိုလိုက်ရင်ဘုရားသခင်အမျက်ထွက်တယ်ပြီးရင်ခုနကျမတို့ဘုရားသခင်အလိုတော်မရှိတဲ့မြည်တမ်းခြင်းကိုပြုရင်ဘုရားသခင်အမျက်ထွက်တယ်
ဒီတစ်ခါကျတော့ဖရာသခင် complain လုပ်ပြီးတော့ငိုကြွေးပြီးတော့မှအသားကိုတန်းတတဲ့အတွက်ကြောင့်မလို့ဖရာအမျက်ထွက်သွားအဲ့ဒီတော့ဟုတ်ပြီစားရမယ်လို့ပြောတယ်ဒီနေရာမှာသူတို့တွေအခုကကောက်တယ်ပြီးရင်ချက်ပြုတ်ပြီးတော့မှကျမထင်တယ်ပေါ့နော်စားရမယ်လို့ချို့ကတော့ကျမတို့ကလက်နဲ့စားတယ်လက်ကနေကောက်ယူပြီးတော့ပါဇက်ထဲကိုမထည့်မိမှာအဲ့ဒီလူတွေကဘေးဒဏ်နော်ဖရာသခင်ရဲ့ဘေးဒဏ်ကိုခံရပြီးတော့တေဆုံးအမျက်တီဘေးနဲ့တွေ့ကြရတယ်နော်ဒါဖရာသခင်ရဲ့အမျက်တော်ကိုခံစားရတာပေါ့နော်ဖရာသခင်အလိုမရှိတဲ့မိတန်းချင်းဖရာသခင်အလိုမရှိတဲ့ဖရာကိုကလည်းထိခိုက်ပြီးတော့မှအမျက်ထွက်ပြီးတော့မှတောင့်တတဲ့စိတ်ဒါကြောင့်မလို့သူတို့တွေဒီတွေ့ရတယ်ငုံငက်ကိုတွေ့ရတယ်ချက်လဲချက်ပြုတ်စားကြရတယ်အေးပါဇက်ထဲကိုထည့်မယ်အလုံးမှာတော့ပြင်းတဲ့ဘေးနဲ့အလုံးပြင်းသောဘေးနဲ့ဒဏ်ခတ်တော်မူတယ်ခန်းငယ်34မှာတောက်ကြသောသူတို့ကိုတကြိုရာထို့ရက်ကိုကြည်ပြုတ်ဟတ်တဝါဟူသောအမည်ဖြင့်မဲ့သည်တဲ့ကြည်ပြုတ်ဟတ်တဝါအဲ့ဒီနေရာမှာဟုတ်လားဘေးဒဏ်နဲ့တွေ့ရတဲ့လူတေသွားတဲ့လူကျွန်မထင်တော်အမျက်တော်ဟောပေါ့နော်တော်များများ complaint ထွက်တဲ့လူတွေများလားဘယ်သူတွေလဲတော့ကျမတို့မသိဘူးပေါ့နော်ဒီမှာဒီလူတွေတော်များများကတေဘေးနဲ့ဘေးဒဏ်နဲ့အလွန်ပြင်းသောဘေးဒဏ်အလွန်ပြင်းသောဘေးဒဏ်သို့တော်လည်းဒီမှာအလွန်ပြင်းသောဘေးဒဏ်ကတော့ကျမတို့ထင်တာကတော့34မှာတော့သူတို့ကိုတကြုံနေဆိုတော့သူတို့အလွန်ပြင်းတဲ့ဘေးဒဏ်ကတေဘေးပဲဖြစ်ပါလိမ့်မယ်နော်အဲ့တော့ကိပြုတ်ဟတ်တဝါဟူတဲ့အမည်ကိုမှဲ့တယ်ကိပြုတ်ဟတ်တဝါဆိုတဲ့အဓိပ္ပာယ်ကတော့ graves of carving ပေါ့အတာပြင်းပြင်းအငမ်းမရတောင့်တသူတို့ဤတင်ကြိုင်းလို့အဓိပ္ပာယ်ရပါတယ်နော်တင်ကြိုင်းလို့အဓိပ္ပာယ်ရအဲ့တော့35မှာတော့လူများတို့ဒီကိပြုတ်ဟတ်တဝါအရမထွက်ပြီးနေဟာစရုပ်အရတို့ထွက်ပြီးဒီနေရာမှာတော့သူတို့အတွက်တော်တော်လေးတော့အဖြစ်ပြက်ကြီးနဲ့ဆုံတွေ့ရတဲ့အရာဖြစ်တာဖြစ်ပါတယ်လို့နော်အဲ့တော့ကျမတို့ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်ဒီတောလေးကကျမဒီအပတ်အတွင်းဆင်ခြင်မိတဲ့အရာပေါ့နော်ဒီအရာကတော့ကျမတို့မကြာခဏဖတ်ပူတဲ့အရာဖြစ်တယ်တုံတင်မှုတဲ့အရာလည်းဖြစ်တယ်ခွန်အားယူမှုတဲ့အရာလည်းဖြစ်တယ်တိုးတော့လေဒီဝါတွင်းကာလပေါ့နော်ဒီအစာရှောင်ခြင်းလို့ဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းပေးလူခြင်းဆိုတဲ့ဒီအရာကိုပို့ပြီးတော့အထူးသဖြင့်သခင်ခရစ်တော်ခံစားရတဲ့ဝေဒနာကားတိုင်းပေါ်မှာခံစားရတဲ့ဝေဒနာကိုကျမတို့ပို့ပြီးတော့ဆင်ခြင်တဲ့အချိန်ခါမှာဒီကျမ်းပိုက်ကလေးဒီအဖြစ်ပြက်ကလေးကတော့ကျမအတွက်ခွန်အားရတဲ့အတွက်ကြောင့်လို့ကျမဝေမျှခြင်းဖြစ်တယ်ဖရာသခင်အလိုမရှိတဲ့မြည်တမ်းခြင်းကိုကျမတို့တတိထားရမှာဖြစ်တယ်ကျမတို့မြည်တမ်းလို့ရပါတယ်သို့တော်လည်းဖရာမကြိုက်တဲ့ displease to the Lord နော်ဖရာမကြိုက်တဲ့ဖရာအတွက်ကျမတို့သူများအတွက်လည်းအကျိုးမရှိဘူးကိုယ့်အတွက်ကိုမြည်တမ်းပြီးတော့ဘာဖြစ်လာလဲဘာမှမဖြစ်လာဘူးနော်ဒီမြည်တမ်းတဲ့အရာဖရာမကြိုက်တဲ့ဒီမြည်တမ်းခြင်းကိုကျမတို့တတိထားရဖို့လိုတယ်ဖရာမနစ်သက်ပါဘူးဖရာအမျက်ထွက်နေနော်နောက်တစ်ခါဒီအသားကိုတောင့်တခြင်းနော်အသားတောင့်တတာကတော့မနေကျမတို့လည်းအသားစားချင်ပါတယ်ကျမတို့အသက်ကြီးလာလို့သွားမကောင်းလို့ဒါအသားတွေပဲတိတ်မစားနိုင်တော့တာနော်တို့လေကျမတို့အသားတောင့်တနော်တို့ကလေဒီမှာတောင့်တခြင်းကငိုကြွေးပြီးတော့တောင်မှတောင့်တတယ်နော်ငိုကြွေးပြီးတော့တောင့်တပြီးပဲအထိတောင့်တလဲဆိုတော့ဟိုတုန်းကဒီလိုစားရတယ်သူတို့ပင်ပန်းမကြုံခံရတာကိုသတိမရဘူးဖျားသခင်ကကြုံအရာကနေသူတို့နှုတ်တာလည်းသတိမရဘူးသူတို့ဟိုမှာနေတော့စားရတဲ့အရာကိုပဲသူတို့သတိရပြီးတော့မှ complain လုပ်တာပြီးလို့ရှိရင်စားနေရတဲ့မန္နမုတ်အပြင်ပါတခြားဘာမှမတွေ့ရဘူးတဲ့ဒါဖျားသခင်ကျမရိုးရိုးစကားပြောရင်တော့ဖျားသခင်ကိုစော်ကားတဲ့စကားများဖြစ်သလားပေါ့နော်ဖျားကမန္နမုတ်ကိုကျွေးနေတာနော်မန္နမုတ်အပြင်ဘာမှမတွေ့ရဘူးလို့ဆိုတဲ့စကားဒီတော်တော်လေးတော့ဖះအမျက်ထွက်เสียဖြစ်နေနော်ကျမတို့ကိုလည်းဒီလိုကျမတို့လေလည်းဒီလိုဖြစ်လာတယ်နော်အဲ့တော့ဒါကဒီတောင့်တတဲ့စိတ်နော်ငိုကြွေးပြီးတော့မှတောင့်တတဲ့စိတ်ဟိုတုန်းကအရာကိုတတိယပြီးတော့ပြန်ပြောတဲ့စိတ်ကိုယ့်ရဲ့ခေါင်းဆောင်ရဲ့စိတ်ကိုတော့မှဆွေးချစေတဲ့စိတ်ဖြစ်တယ်ဆိုတာကိုဒါကြောင့်မလို့ကျမတို့ညီတန်းချင်း
နော်ဒီနေ့တော့ဖျားသခင်မကြိုက်တဲ့မိတန်းချင်းကိုကျမတို့ရှောင်ကြရအောင်နော်ဖျားသခင်ပေးတဲ့ကျမတို့ကိုကောင်းကြီးတွေကိုကျမတို့ရည်တွေ့ရအောင်နော်ဖျားသခင်ကောင်းကြီးတွေကျမတို့အများကြီးပေးပါဒီခေတ်ဒီအချိန်ကကျမတို့ဈေးတွေပါလေတက်တယ်ဈေးတွေလည်းကြီးလာတယ်သို့တော်လည်းကျမတို့စားရတော့ပါပဲနော်မစားရတဲ့သူတွေလည်းကျမတို့နီနာအများကြီးရှိကြပါတယ်နော်ကျမတို့လည်းဒါတွေကိုအခုအချိန်ကတတိယပြီးတော့မှသူတို့အတွက်လည်းဆူတောင်းတတိယမယ်ပေးလူတို့ဘလို့ပို့အခွင့်ရရရင်လည်းကျမတို့ပေးလူကြမယ်နော်ဒီအချိန်ဒီခါကိုယ့်ရဲ့ဖျားသခင်ကိုယ်ပေးတဲ့ဆုကျေးဇူးတွေနော်ကျမတို့အရင်တော့ကပေးခဲ့တယ်ကျမတို့ဆိုတယ်ပေါ့နော်ကောင်းမြတ်ခဲ့ပြီးကောင်းမြတ်ခဲ့ပြီးကောင်းမြတ်ဖျားရဲ့ကောင်းမြတ်ကကောင်းမြတ်ခဲ့တာရှိယနေ့လည်းကောင်းမြတ်ဆက်ပြီးတော့လည်းကောင်းမြတ်အောင်မယ်ဖျားရဲ့ကောင်းမြတ်ခြင်းဖျားရဲ့ကောင်းခြင်းမင်္ဂလာဖျားရဲ့ဆုကျေးဇူးတွေဖျားရဲ့ကျမတို့ကိုပေးသနာတဲ့အရာတွေအားလုံးအတွက်ရခင်ကပေးထားပြီးတဲ့အရာကိုကျေးဇူးတင်နေယခုပေးနေဆဲရှိတဲ့အရာကိုကျေးဇူးတင်နေရှေ့ဆက်ပေးမဲ့အရာကိုလည်းကျမတို့ကျေးဇူးတင်ပြီးတော့ဖခင်ကိုကျေးဇူးတင်တဲ့စိတ်နဲ့ကျမတို့ complain တွေကိုကျမတို့ညွတ်နေအောင်နော်ညွတ်နေစေပြီးတော့မှဖခင်ရဲ့ကောင်းချီးတွေကိုကျမတို့ရည်တွက်ပြီးတော့မှကျမတို့ရဲ့ရှေ့ဆက်ခရီးကိုအသက်တာကိုဆက်လက်ရှောက်လန်းကြပါစို့လို့အားလုံးကိုဖခင်ရှင်ကောင်းချီးပေးပါစေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဟိုဒီဝါရင်းကာလပေါ့နော်အထူးသဖြင့်ဘုရားသခင်ဟိုမကြိုက်နှစ်သက်တော့ပေါ့နော်ဒီညီတန်းချင်းမပြုဖြစ်ဖို့ရန်အတွက်ပေါ့နော်တတိထားစရာဆင်ခြင်စရာတိုက်တွန်းဝေမျှပေးတယ်ဆရာမနိုင်ရေးချစ်ကိုကျေးဇူးတင်ပါတယ်